ဆိုတော့ဟန်နေတာနဲ့ကျူးဆောင်ခင်ဝါတို့ရဲ့စီဝန်စားချက်တင်းကောင်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါ My Racing Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အနုပညာလောကရဲ့လူပြောအများဆုံးနဲ့အချို့မြင့်ဆုံးလို့တတ်မှတ်ခံထားရတဲ့စုံတွေရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒရိုနီဦးကတော့အားလုံးရဲ့အချစ်တော်မင်းသမီးချိုလေးခင်ဝါဝါနဲ့တင်ချိုပိုင်ရှင်အဆိုတော်ဟန်နေတာတော့ပဲဖြစ်ပါတယ်ဒရိုနီဦးရဲ့ရေရှည်ခိုင်မြဲတဲ့အချစ်ရင်းတော့ကိုစီဝန်စားဆရာတွေကတော့ဘာတွေဖြစ်မလဲဆိုတာဆက်လက်ပြီးကြည့်ရှုပေးကြပါအောင်နော်ဒရိုနီဦးဟာအစောပိုင်းမှာတော့ခင်မရင်းနှီးတဲ့လောက်ဖို့ကင်ဖက်တွေအဖြစ်ကနေစားရင်ခေးတာပါပရိသတ်တွေကဒရိုနီဦးရဲ့လိုက်ဖက်မှုကိုတတိထားမိခေကြပြီးဂပရိုဂိုအဖြစ်အားပေးခဲ့ကြတာဖြစ်ပါတယ်အဆိုတော်ဟန်နေတာကခင်ဝဝပေါ်ဘလောက်အလေးထားတဲ့ဘလောက်ခရီးဆိုင်တဲ့ဆိုတာကိုဒရိုရဲ့လူမှုကွန်ရက်ကပုံရိပ်လေးတွေမှာမြင်တွေ့ခဲ့ရပါတယ်အချစ်ရေးမှာအသက်အကျရှိတယ်ဒါပေမဲ့ဟန်နေတာနဲ့ခင်ဝဝတို့ကတော့အေးစစ်စစ်နဲ့နားလည်မှုရှိရှေ့ဆက်နေကြတာကိုတွေ့ရပါတယ်အထူးသဖြင့်ဟန်နေတာရဲ့တခြင်းဗီဒီယိုတွေမှာခင်ဝဝကပါဝင်ကျိုးဆောင်ပေးတာမျိုးခင်ဝဝရဲ့အမှုပညာလှုပ်ရှားမှုတိုင်းမှာဟန်နေတာဘေးကနေအမြင့်အားပေးနေတာတွေကိုသူတို့ရဲ့ချစ်ချင်းကိုပုံမခိုင်မြင့်စေတာဖြစ်ပါတယ်ပရိသတ်တွေကလည်းမာခေနဲ့ကိုဟန်ဆိုပြီးချစ်စနိုးနဲ့ခေါ်ဝါကြရင်သူတို့ရဲ့မင်္ဂလာတည်င်းကိုစောင်းမြော်နေကြတာဖြစ်ပါတယ်လက်ရှိမှာတော့သူတို့နှစ်ဦးစလုံးဟာကိုစီအမှုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေကြသလိုတယောက်နဲ့တယောက်အချိန်ပေးဖို့လဲမမေ့ကြပါဘူးရန်ဖန်ရန်ခါမှာတင်ပေးလေးရှိတဲ့သူတို့ရဲ့အမှတ်တရခရီးတွားပုံလေးတွေကပရိသတ်တွေရဲ့အတွက်တော့ကျင်းမောဆရာလှပတွေပါပဲလူမှုကွန်ရက်မှာဝေဖန်တချို့ရှိခဲ့ရန်တောင်သူတို့နှစ်ဦးကတော့ခိုင်မြဲတဲ့ယုံကြည်မှုနဲ့လက်တွေ့ထားကြတာကိုတွေ့ရပါတယ်ပရိသတ်ကြီးရေလိုက်ဖက်ညီလွန်းတဲ့ခင်ဝဝနဲ့အနေတာတို့ဇုံတွေလေးကိုအားပေးကြပါခင်ဗျာ